တင်သိပါသလားတင့်ခန္ဓာကိုယ်ကလိုအပ်နေတဲ့ဓာတ်တစ်ခုအတွက်တိတ်တဆိတ်ဆူညံနေတတ်ပါတယ်ဒီဓာတ်ကတော့မက်ဂနီဆီယမ်ပါခန္ဓာကိုယ်ရဲ့လုပ်ငန်းပေါင်း300နီးပါးမှာပါဝင်တဲ့ဒီဓာတ်ဟာအားအင်ထုတ်လုပ်မှုကစလို့ကြွက်သားလှုပ်ရှားမှုအဆုံးအရန်ကိုအရေးကြီးပါတယ်ဒါပေမဲ့တစ်မှာမက်ဂနီဆီယမ်ချို့တဲ့နေပြီဆိုရင်ပေါ်လာတတ်တဲ့ထူးဆန်းတဲ့လက္ခဏာလေးတွေရှိပါတယ်သတိထားမိရဲ့လားပထမဆုံးလက္ခဏာကကြွက်သားတွေတဆက်ဆက်လှုပ်တာမကြာခဏကြွက်တက်တာပါမျက်ခုံးတွေလှုပ်နေတာညဘက်မှာခြေသလုံးတွေတောင့်တင်းပြီးကြွက်တက်တာမျိုးပေါ့နှစ်ခေါင်းကိုက်တာအထူးသဖြင့်တချမ်းကိုက်တဲ့ခေါင်းကိုက်ယောဂတွေခဏခဏဖြစ်နေတယ်ဆိုရင်လည်းသတိထားသင့်ပါတယ်3နှလုံးခုန်တန်ကိုရင်ထဲမှာတတုတ်တုတ်ကြီးခံစားရတာနှလုံးခုန်တုံရုတ်တရက်မြန်သွားသလိုခံစားရတာမျိုးပါ4ဘလောက်အိတ်ပင်ပန်းနွမ်းနယ်နေတတ်တာအားမပြည့်သလိုခံစားနေရတာ5ညဘက်တွေအိတ်မပျော်တာအိတ်ရထဲမှာလူးလိမ့်နေရတာစိတ်ကအလွယ်တကူပြန့်လွင့်နေတာ6ချောကလက်ကိုတနေ့ဆွဲလန်းစွာစားကျင်နေတာအထူးသဖြင့်ချိုချင်တတ်နေတဲ့ dark chocolate ကိုပေါ့ခွန်ခြေဖျားလက်ဖျားတွေမှာထုံကျင်နေတာအနဲ့ထိုးသလိုဆက်ဖြင်းဖြစ်နေတာမျိုးပါတကယ်လို့ဒီလက္ခဏာတွေတဲကတစ်ခုထပ်ပိုပြီးခံစားနေရပြီဆိုရင်တော့မက်ဂနီဆီယမ်ကျွဲဝတဲ့အစိမ်းရင်ရောင်ဟင်းသီးဟင်းရွက်တွေအခွန်မာသီးတွေပဲအမျိုးမျိုးကိုပို့စားပေးဖို့လိုနေပါပြီဒါပေမဲ့အကောင်းဆုံးကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးတေချာစစ်ဆေးကြည့်ဖို့ပါပဲကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုအတွက်တင့်ခန္ဓာကိုယ်ရဲ့အတန်ကိုနားထောင်ပေးပါ